အားလုံးမင်္ဂလာပါ Public Bank ATM ကနေ Miles and Track Visa ကနေပိုက်ဆံထုတ်ပုံထုတ်နည်းမျှဝေသွားမှာဖြစ်ပါတယ်ပထမအဆုံးကတ်ထည့်ပြီးပါခဏစောင့်ပြီးပါ Press to continue တစ်ချက်နှိပ်ပြီးပါ English ရွေးပါကုန်းနံပါတ်6လုံးပေါ့နော်ပင်ကုတ်6လုံးကိုရေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေရာမှာအပေါ်မှာကျွန်တော်တို့ nick မဲ့ဟာပေါ့နော်မရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအောက်ကအစင်းလေးကို nick ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီအစင်းလေး accept ကိုကျွန်တော် nick ပေးရမှာဖြစ်ပါတယ်ပြီးရင် saving account ကိုတစ်ချက် nick ပေးပါပြီးရင် balance inquiry ပေါ့နော် balance ကြည့်ရှင်တယ်ဆိုရင် balance inquiry ကြည့်ရမှာဖြစ်ပါတယ်ခဏစောင့်ပြီးပါဟုတ်ပြီ press to continue တစ်ချက်နှိပ်ပြီးပါကျွန်တော်တို့ပိုက်ဆံထုတ်ချင်တဲ့အတွက်ကြောင့် cash withdrawal ကိုနှိပ်ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ yes ပေါ့နော်နှိပ်ရမှာဖြစ်ပါတယ်နော် yes နှိပ်ပြီးပါပြီးရင်ကျွန်တော်တို့ဒီနေရာမှာ90ပဲထုတ်ချင်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ other amount ကိုနှိပ်ရမှာဖြစ်ပါတယ်ဆိုတော့90နှိပ်ပါ90ရေးပြီးတော့ဆိုရင်အစင်းလေးကိုတစ်ချက်ပြန်နှိပ်ဟုတ်ပြီအစင်းလေးက accept ပေါ့နော် accept all အဲ့ဒါကိုပြန်နှိပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီကတ်ထုတ်လာပြီပိုက်ဆံနဲ့ထွက်လာပါပြီအားလုံးစင်ပြေကြပါစေ